စပင်ကစပင်လားမသိဘူးနော်ပြည်တော်ဘုမရဲ့စပင်ဆက်လိုက်ကြရမ်းအကောင်းတော့ပဲနော်ဒီလောက်ဆိုရပြီမလားဟုတ်ကဲ့မရပြီထိုင်တဲ့စက်တောင်မနဲ့လေးလာတယ်လို့ပဲနော်အမလည်းထိုင်ကြကြတော့ဆက်လေးနဲ့လေးလာနေမှာပေါ့ဘာမှဖြစ်ခဏတက်တာလိုက်မယ်အေးရစတော်လိုက်မယ်နော်အမဟုတ်ကဲ့ပါရှင်အမအေးစပင်ဆိုင်ရလည်းကောင်းလိုက်ကြငါစပင်အရောပဲဆရာကျိုးတော့နဲ့ပြီးပစံကောင်ကကျိုးလည်းနဲ့တာပဲရမ်းကိုလာနေအော်ဟိုမှာမကျူပါလားဟုတ်ကြမရေညီမစပင်မလောက်လားဟုတ်ပါပြီအဲ့ဆိုလည်းညီမတော့ခွင့်ပြုအောင်နော်ဟုတ်ကဲ့မညီမလေးဇက်လေးနဲ့လေးနဲ့လို့သွားလိုက်မယ်နော်အော်မကျူပဲတော်နာမစကားဘာလို့ဖြစ်ဖြစ်နဲ့လေးလာရလဲစပင်လောက်တာချလို့လေးရနေမှာပေါ့စေကလေးပါလေးတော့ပြကြည့်အောင်ပါပဲငါလည်းရက်ဖူနေငါ့ကလေးပဲထင်နေတယ်ဒုက္ခမပုံနဲ့ပြမရမယ်ဘာလို့ဖြစ်ပါဘူးတမီးရဲ့ဆရာလည်းစင်ပြေပါဦးဆိုနေမှာပဲငါရကအကြတော့ခါပတူဒီကိုမင်းစဖြစ်တာဘမလဲကောင်းပါထုတ်တယ်ဘမလဲကောင်းမဟဲအတန်ကြားတယ်လို့ပဲဟာဒီမကြီးငါစပင်းပြန်ရှင်းစပင်းပေးစပင်းမယ်ကျမကုတ်တီရင်နေကျမလည်းကတော့တော့ပါနေတော့ရှင်းရလို့ဖြစ်ပြီးရှင်းစပင်းလိုက်တောင်းရတယ်ဒါရှင်းစပင်းမဟုတ်တာမင်းတို့ပြောရဆက်လိုက်ရှိတယ်ရောအောင်လို့ပြောပြဟိုးတချေငါကအရင်စပင်းရှိတယ်ကောင်းမလေးကျဖြစ်ခဲ့လေဖေးကြီးအဲ့ဆိုရင်ဒီအလုပ်ကိုဒါပြီးအပြင်ကျရဲ့စပင်းနဲ့ခွာဖြစ်နေတဲ့ဟာလေးတို့တမင်းညလိုက်မလားအေးပါအများကြီးလည်းမညံ့နဲ့အော်ဖေကတမီးရဲ့စပင်းတပုတ်ထားဆိုတမီးတိဟုတ်ကဲ့ပါဖေးရဲ့အဲ့ဆိုရင်ဒီအလုပ်ကနေပြန်လာနေနေတော့လောက်ကြမယ်နော်ဘာလို့လဲဆိုတမီးစပင်းညမှာဆိုတော့အေးအများကြီးမညံ့နဲ့နော်ဖေးလို့ရောက်နေပြီဆိုဘိုင်အေးပါကွယ်ဘိုင်ဒီစားလေးနေအောင်တော့ဟုတ်ဒီဖေးရတယ်ဒီစပင်းညမှာအရင်ကြောက်တာငါစပင်းတမှုထားတည်းမလီပါလို့နဲ့အလောက်တောင်စီးသွားပြီပဲအဲ့တော့ငါလေးကိုစိုးယူတော့ပြောလိုက်ကိုစိုးဟေးပြောလေညီမပြန်တော့မှတစ်ဆက်ပြောပါဒါလည်းမဆွေရလာနော်တန်ဖိုးရင်ထားတာညီမမတမိုးသားဆိုလို့စပင်းနဲ့အဖေပဲရှိတယ်တောက်လိုက်မယ်နော်မလီငါစပင်းလူချင်းရလာပြီပါဖေးယောက်ျားလေးလို့ပြောစချင်မလားအဲ့တော့ကလည်းကြည့်ပါအဲ့တော့ဒီနာစပင်းနဲ့ဆိုင်စီချီစပင်းနဲ့ဆိုင်ကတောက်လိုက်မယ်အော်ဒီမလေးရက်စကန်ရှိဆိုတော့ခုဆိုဘာမှဖြစ်လိုက်ပါနာမီဘီမအော်ဝရှိနာဆိုရမှာမတော်မယ်အော်ရောက်ပြီပဲအမညီမလေးရေအမတို့ beauty salon နေကျဆိုပါတယ်ဘာလို့လုပ်ချင်လို့လဲအမညီမလေးစပင်းနဲ့ခွာဖြစ်တာလေးညက်စင်လို့ဟုတ်ပြီညီမလေးထဲမှာစောင်းတော့ဟုတ်မလေးညီမလေးဒီဇိုင်းရေးလေမရှိတော့အမစပင်းနဲ့ခွာဖြစ်တာလေးပဲညက်ပေးလိုက်တော့နော်အေးဟုတ်ပြီနော်ခဏလေးညီမလေးစပင်းအရင်ကောင်းတာပဲနော်ဟုတ်တယ်မရဲ့ညီမစပင်းအရင်တမှုထားလေအေးပါအဲ့ဆိုမဘလောက်လေအောင်မညီမလေး300ကျပါလေ300ရင်တော့မလားညီမမနေရပဲပေါ့လေနေရပဲယူထားပြီးတော့ကျန်တဲ့တရားနောက်နေ့မှညီမဝင်ပေးလိုက်မယ်အော်ညီမလေးရပါတယ်အဲ့ဆိုလည်းနောက်နေ့မှဝင်ပေးလိုက်တော့နော်ဟုတ်အဲ့ဆိုရင်မရပြီလားရပြီညီမလေးဟုတ်မအဲ့ဆိုရင်မနော်ပြန်လာဝင်ပေးမယ်နော်ရတယ်ဟဲအဆိုင်မှာဒီဘောကောက်လိုက်တာငါစပင်းရတဲ့တတိချာလုပ်ပေးတယ်ပြီးရင်ငါပတ်စံမှာအလကားထားပြီးတယ်ဆိုဖေးရဲ့မလေးပြန်တော့ဆိုလိုက်လားစပင်းညက်ကနည်းနည်းတူသွားသလိုပဲနော်ဖေးကလည်းဘာမှမတူကျန်တော့မှလေသမီးလုံးဝစမောဆိုင်ကိုညက်ခဲ့အေးတူပါနော်ရိုက်မှာနော်ပြပါလေဖေးရဲ့ဒီပိုက်ဆောင်လေးဝချက်ထားတမီးလေးကြိုက်တဲ့နားတော့အဖေကြောက်ပေးမယ်ဒါမှသူဖေးကွာအဲ့ဆိုသမီးထိုင်ဆောင်နေမယ်နော်ဟုတ်ပြီအဖေပြောလိုက်မယ်နော်ဟုတ်ကဲ့ဖေးရဲ့Okay,ခဏလေးပါဘေဒီနာနိုလေးတို့စီချလို့ပြောမယ်ခဏစောင့်နော်နာ you are seeing me I claim me တချင်ဆိုညနာတို့ရပြီတောက်ဟုတ်ကဲ့အဖေပြောလိုက်ရအရင်ကောင်းတာတမီးဥစားကြရတော့မယ်နော်ဘိုင် 3 day hour later လာပြီဖေးဘာကြီးလဲအော်တမီးအဖေကိုလည်းလမ်းတိုင်းမှာချုံမောက်တာဝယ်ပြောနော်ကဲပတ်စံရှိရလားရှိပါတယ်ဖေးအားဆိုတမီးတော့ရင်နော်အော်တနေ့ကချုံမဝေးနေစပင်းညဆိုင်ကအစံတရားဝင်ပေးရအောင်ပါပဲမိညာဘာမြောင်စပင်းညပဲတွားလိုက်ကြမယ်maintain နဲ့ beautiful salon beautiful okay တော့လိုက်ပါမယ်နားလေး okay ငါချုံမလေးရပြီဆိုတော့အဲ့ဆရာမယူတော့ပြီးမှရမယ်နာ
episode 1လေးကတော့ဒီနေရာမှာပဲစတင်သွားပါတယ် episode 2လေးကိုမှာဘာဖြစ်မလဲဆိုတာအားလုံးပဲစောင့်မျှော်ပေးကြပါအားလုံးဘိုင်ဘိုင်မှာအလုံးချစ်ပါတယ်ရှင်အလုံးချစ်တယ်